Look at my say soon here. Gloria to lose a bit show, Gloria time. Hello everyone, Gloria Dinigado, Gloria I think the Mali or the Yatini Yoga Meta, Gloria is a big blue Kalo Pite, Heke Rodini Town of Vessel, Shane in Lopiapis in Nova. Young's own Gloria is a big blue Kalo Pites were a town of Mapio, and Gloria is a pin a town of Piapis in Nova. We are not to rest me by Shane let Carity Luyan. Use of resolution, Gloria is a pinga, Council Pian as red near Mali, Government and a government and Patsy, a government Takaro, Count Kanakana show about it. The Bama Kona solution, Kona alone, Count Shonia, never low ban yard. We are not to rest me by Shane solution, Tibali. Government took your solution, no? Tilo used to be by Shania, Count see, but not best so that is she near the Zammo, so we can have solution to us Sandaya out the day. So I so then to do a Sanda Taudario, Dolio, Tingy be the Tassi to your time. So Taros, the Council Totsi, Count June, so do never know. So Adalia the check, the Sandalia, I will send a picture to Zammo, Toto, Nivio, and Yen show you. We are Council to take your send a picture. At our Gloria's people sent out everybody so rock, Gloria Hale will keep it as well. You're so but a mouse on Hello Pitaro, Fancy for my. ရှိရိုးဆိုရပေါင်းစိထုံလေးအတိပါလိမ့်မယ်ပေါင်းစိမဟုတ်ရင်တော့ပျော့စေးရအုံးမရတော့ဒါကသပင်ဆေးဆိုးထူးတဲ့လူတွေဆိုလို့ရှိရင်တိပါလိမ့်မယ်သပင်တွေကအရန်ညှိပြီးတော့ကျန်းသွားတာလေဆိုတော့ပေါင်းစိရေပျော့စေးရမဖြစ်မနေသုံးပေးဖို့လိုပါတယ်ပြီးတော့နောက်တစ်ချက်ကိုပြောရမယ်ဆိုလို့ရှိရင် Gloria ကစန်တာကဆန်ရွက်ဖြစ်တဲ့ကြောင့်မို့သပင်တအားညှိပါတယ်ဟဲ့ရှုပ်တယ်ညှိတယ်တွေကလေဘာဖြစ်လဲဆိုတော့သပင်တွေတအားကျွတ်တယ်အခုချိန်ကြီးလည်းကျွတ်တော့မနော်မနန်းပြောတာသပင်လုံးဝမကျွတ်တော့တဲ့အချိန်တွေတော့မရှိခဲ့ဘူးကျွတ်တော့ကျွတ်နေရပဲခေါင်းချွေကိုကြာပန်းကိုတုံးတာမတွေ့ရတုံးတယ်ပြီးရင်ရှိတဲ့ဟာတုံးတယ်အတီတခြားမရှိဘူးပေါ့နော်ကျွတ်တာနဲ့အောင်ဘယ်လိုတတောင်လုံးလိုက်လဲဆိုလို့ရှိရင်တော့ကိုနဲ့တဲ့တဲ့ဟာပေါ့နော် project တစ်ခုကိုကွာဆွဲပြီးတော့သုံးကြည့်စပင်ကျွတ်တာတော်နေပါမယ်နောက်တစ်ခုကကြတော့အခုကိုကခေါင်းစီထွက်တဲ့လူဆိုလို့ရှိရင်ခေါင်းကြီးလျှော်ရတယ်ကွာသိလားခေါင်းကြီးခဏခဏလျှော်တာလည်းတကယ်စပင်တွေကိုကျွတ်တယ်ခေါင်းလျှော်ရည်တွေမှာလည်းဘာပြော chemical တွေပါတဲ့အတွက်ကြောင့်မို့ဥယျာဉ်ပြောင်းထိခိုက်တယ်ဆိုတော့ခေါင်းကြီးခဏခဏလျှော်တာကိုလည်းရက်ကိုနည်းပြီးတော့မှလျှော်ပါပြောလို့ရှိရင်လက်တစ်နည်းရကြတော့ကွာမနဲ့အိမ်ကထားလို့ရှိရင်လည်းစပင်ရှင်းတယ်ง่ายလို့ရှိရင်လည်းစပင်ရှင်းတယ်လို့ရှိရင်အပြင်ဒီပါတောင်းလို့ရှိရင်လည်းဘီလေးတစ်ချောင်းကတော့ဆောင်းလာတယ်ဘာဖြစ်လို့လဲဆိုတော့သူ့ကိုဆန်ရွယ်ပိုင်ရှင်နေရလေလေပြေးလေးငင်းလေးအဲ့လိုပြီးကနေတိုက်သွားရင်တော့ပါလေစပင်ကအဲ့လိုလုံးထွေးသွားတယ်အဲ့တော့ဆန်ရွယ်ပိုင်ရှင်ခေါင်းစီပြန်တက်တဲ့လူတွေထိမ့်သိမ့်လို့ရမယ်နည်းလမ်းလေးပေါ့နော်ခဲပြစ်တဲ့အကြောင်းအရာလေးကိုသွားပါတော့မယ်အရှိမပြောခဲ့တယ်လို့မျိုးပေါင်းစေးတော့မဟုတ်ပျော့စေးတော့လည်းဒါပေမဲ့ပေါင်းစေးတော့ပို့ပြီးတော့သုံးဖြစ်ပါတယ် head tonic နေရာမှာ Gloria ကဘာသုံးလဲ Gloria 3 year လားသုံးတယ်သုံးနေရတဘူးပဲရှိသေးတယ်ပြောရမယ်အခုတော့ကုန်နေတယ်ပြဖို့ဝဲအောင်ပဲထပ်ပြီးတော့မရရ3 year နာသုံးပြီးတော့ Gloria ပြောပြမယ်အဲ့ဒါသုံးပြီးရောလို့မပြောခင်မှာ Gloria အရင်ကဒီလိုပဲခွဲရစပင်းဒီလိုပဲဆိုခွဲတော့ဘာဖြစ်လဲဆိုတော့ခွဲကြခွဲလေကြထိပ်ပြောင်းလေးပဲအဲ့ဒီနားမှာရှိရဲ့ baby hair တွေလုံးဝတမြင်မှမရှိတော့ပဲနဲ့ပြောင်းနေတယ်လို့မျိုးဖြစ်သွားတာဒါပေမဲ့3 year ကတဘူးပဲရှိသေးတာမမြင်ရလားမသိဘူး baby hair လေးပြန်ပေါက်လာတယ်တကယ်အဲ့ဒါစပင်းကျွတ်တာလေသူကတက်တာရယ်ဆိုတော့ tonic နေရာမှာသုံးဖြစ်ပါတယ်Gloria နောက်တစ်ခုက hair serum လို့ပြောရမယ် Pantene serum ပေါ့နော်သူ Pantene အနံ့အနေနဲ့အရန်မွေးတယ်ဒီလေးပါသူကဘယ်လိုမျိုးလဲဆိုတော့ cream type ပေါ့နော်ဝင်းနေ cream type ဆိုပေမဲ့စပင်းကိုအဲ့လိုလိမ့်လို့ရှိရင်စီကက်ကကြီးမဖြစ်နေဘူးပေါ့နော်ဒါကိုခုမှစသုံးပေမဲ့အစိုးလို့ပြောရမယ်ဒါလေးကိုတော့ Gloria serum အနေနဲ့သုံးဖြစ်ပါတယ်ပြီးတော့ hair oil အနေနဲ့ကတော့ဒီဟာလေးသုံးပြပါတယ်ဟုတ်ပဲစီအများကြီးထည့်ပြီးတော့လေအဲ့လိုလိမ့်မစီးကတော့ဒါတော့ hair ကုတ်အနေနဲ့သုံးပြတာလေးပါဒါလေးအကုန်လုံး Gloria ကတော့အဲ့လိုဈေးကြီးရဲ့ဟာတွေပါအဲ့လိုမျိုးမဟုတ်ဘူးနဲ့ပြီးကြိုက်တယ်ဆိုတဲ့ဟာဈေးနည်းနည်းများနဲ့ Gloria ဆွဲပြီးတော့သုံးတယ် Gloria ရဲ့ hair care routine တွေကတော့ရမ်းရွှေ့ရှင်းပါတယ်ဆိုတော့အဓိကတော့ကိုကတော့ထိမ့်သိမ့်ရမှာပေါ့နော်ကိုထိမ့်သိမ့်ရမှာပဲလိုတာပေါ့နော်ကိုကဈေးကြီးရဲ့ဟာတွေသုံးပြီးတော့ကိုခဏကောင်းကြီးရှော်နေရတယ်ဘီးမပြီးပဲနဲ့အဲ့လိုမျိုး glue ဆိုင်ဖြစ်တဲ့ဟာတွေဒီလိုမျိုးအသေးမွှားတွေဒါလည်းလိုတာပဲလေနော်ဆိုတော့ဈေးကြီးရဲ့ဟာမှမဟုတ်ပါဘူးကိုရဲ့လုံဆောင်တဲ့မျိုးလည်းလိုပါသေးတယ်ဆိုတော့Gloria ပြောရတဲ့အချက်တွေကတော့ Gloria ပြီးဆိုင်ဖြစ်တဲ့အချက်လေးတွေနဲ့ပုံပြခဲ့တဲ့ project လေးတွေအကြောင်းပေါ့နော်။အရင်ရွှေရှင်မှာ Gloria ခဲဖြစ်တဲ့ routine တွေကတော့ကျွန်တော်နေ့ရက်ဒီလောက်ပါပဲ။အားလုံးပဲကိုယ့်ရဲ့စပင်းကိုထိမ့်သိမ့်ဆိုလို့ရှိရင်စပင်းဒီခဏမစူပါနဲ့နော်။အဲ့ဒါလေးပြချင်ပါတယ်။အားလုံးပဲ bye bye